It's
အားလုံးပဲကျွန်တော်ကမှမိုးတွေဓာတ်ရွာနေတယ်တဲ့လားအဲ့တော့ကျွန်တော်တို့ဒီညနေပေါ့တော့နောက်ဆုံးညနေပေါ့နောက်ဆုံးညနေမှာကျွန်တော်ကဒီမှာ break လေးနဲ့ခဏန်းလေးနဲ့ပေါ့တော့တင်ပြပေးမှာဟုတ်ပလားနော်အားလုံးမင်္ဂလာပါမိုးတွေဓာတ်ရွာနေလို့နော်အားလုံးပဲရောက်စီလာတော့ခုမှအားလုံးပဲမင်္ဂလာညနေခင်းမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်မြင်တာတွေ့တာလေးတင်ပြပေးမှာဟုတ်ပလားနော်နောက်ဆုံးညနေပေါ့ကံပေါ့ဗျာနော်ထပ်ပေါက်တော့လဲထပ်ယူကြပေါ့နော်โอเค
ပါပေါ့အဲ့တော့ဒီမတ်တက်ကလေးကိုပြန်လဲပြီးတော့ကျွန်တော်ကတင်ပြပေးတယ်ဆိုတာကဒီညနေမှာဒီရဲ့မတ်တက်ပြေးလန်းအတိုင်းကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်ဆုံးဖြတ်ချက်မှန်ကန်ရင်ဒါကျွန်တော်ကမှအများကြီးဟိုပေါက်တီးဖြစ်နိုင်တယ်ပေါ့နော်ညာတော့ကကျွန်တော်ဘောနော်တင်ပြပေးခဲ့တဲ့မတ်တက်တစ်ခုပေါ့အဲ့ဒီမတ်တက်မှာဒါကျွန်တော်6ပရိရွေးချယ်ထားကြတယ်6ပရိနဲ့ပတ်သက်လို့ပူးခဲ့ရင်ဒါ10ဘူးနောက်တစ်ခါ3ဘူးနောက်တစ်ခါ24ကျွန်တော်တို့51ပေါ့နော်အဲ့ဒါလေးတင်ပြပေးထားခဲ့တယ်ကနန်းကဒါကဖြေဆိုချက်မှန်တယ်ပေါ့သူကြတဲ့မတ်တက်ကမှန်တယ်ပေါ့အဲ့တော့ဒါများသောအားဖြင့်ပေါ့နော်ကျွန်တော်တို့ဗာစဉ်းစားမလို့တော့ကြိုက်အားနေတဲ့ကနန်းနေပေါ့ဒါဆိုရာခိုင်နှုန်းတော်တော်များများပေါ့ဟိုသူ့ပထမတန်းဒါမရွေးချင်နိုင်ဘူးပေါ့ဘာကြောင့်လဲဆိုတော့8တိကြထားတော့တချို့ကမှမပြောတော့8ကိုဒါပေါ့ရော့တာပေါ့အဲ့ဒါလို့ဒီပါတယ်နော်အဲ့တော့ဒါပေမဲ့ဟိုပေါ့နော်ခဏထွက်တဲ့အခါမှာကျွန်တော်ပေါ်မှာကြည်ပါလူပေါ့နော်ဘယ်လိုပြောမလဲကြိုက်အားနေတဲ့ပေါ့နော်မဖြစ်နိုင်တဲ့ခဏန်းကိုဒါဥတီပြီးတော့သူကတင်ပြပေးကြပေးခြင်းဖြစ်တာပေါ့ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကျွန်တော်ဒါညတော့ဟို84ဝမ်းချင်းပေါ့40ထွက်တာပေါ့69ဝမ်းချင်း65ထွက်တာပေါ့တစ်ချစ်ဝမ်းချင်း10ဘူးထွက်တာပေါ့ဟုတ်တယ်မလားဒီမှာတက်တွေကိုကျွန်တော်ဒီညတော့ဒီရဲ့6ပရိနဲ့ပတ်သက်လို့ရှင်းတာပေါ့အဲ့ဒါဆိုရင်ဒါသူ့ရဲ့ဒီရဲ့ပြေးလန်းအတိုင်းသူဖြစ်စဉ်အတိုင်းကိုကျွန်တော်တို့ထပ်ဖြေရမယ်ဟိဆိုရင်ဖြေတရားကဒီညနေမှာကဏ္ဍတစ်လုံးကိုပိုင်နိုင်ကင်ပြီးတော့ဖြေရမှာဖြစ်တယ်ပေါ့နောက်ဆုံးချိန်နောက်ဆုံးပွဲဖြစ်နေတဲ့အတွက်ကြောင့်ကြိုးစားပြီးတော့ဖြေပေးမယ်သို့တော့သူနဲ့ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍတွေပေါ့နော်ဒါတွေကိုလည်းကျွန်တော်ကမှများကိုတင်ပြပေးသွားမယ်နော်ကိုနှစ်သက်တဲ့ကဏ္ဍကိုကစားပေါ့နော်ဒါကိုအကောင်းဆုံးမှတ်တက်ကိုတင်ပြပေးတာနော်အားလုံးပေါက်စေခြင်းလို့နော်ဟိုပေါက်တာမပေါက်တာကျွန်တော်ပြောသလိုအကန့်အတန်းရှာတာပေါ့နော်ဒါပေမဲ့နီးစပ်မှုရှာတာပဲရှိတယ်ပေါ့ဟောအဲ့တဘောတော့ရှိတယ်အဲ့တော့အားလုံးပဲဟိုဘယ်လိုပြောမလဲကံကောင်းပါစေပေါ့နော်အားလုံးကံကောင်းကြပါစေလို့လည်းဆုတောင်းတယ်ဒီနေ့မှာကဏ္ဍတစ်လုံးကျွန်တော်ကန်ကြည့်လိုက်မယ်ဒါကျွန်တော်ကမှလည်းနှစ်သက်ရင်တော့ကန်ပေါ့နော်ကဏ္ဍတစ်လုံးဖြစ်နိုင်ခြေကဏ္ဍတစ်လုံးကိုဒါကျွန်တော်တို့ဒါစဉ်းစားကြည့်တာပေါ့သူကဖြေထားတဲ့မတ်တပ်ပေါ့တော့ကဏ္ဍတစ်လုံးပေါင်းချင်းရလက်အဖြေလွှာ4ကိုဒီဗရိတ်လို့ပြောတာနှလုံးပေါင်းချင်းရလက်အဖြေလွှာ9ကြောင့်9ပါဝါ4ဒီဗရိတ်လို့ပြောတာအဲ့ဒီမတ်တပ်နဲ့သွားမှာကဏ္ဍတစ်လုံးပေါင်းချင်းရလက်အဖြေလွှာဒီ1လို့ပြောတာ1 6ဒီဗရိတ်လို့ပြောတာနှလုံးပေါင်းချင်းရလက်အဖြေလွှာ6ပါဝါ1ဒီဗရိတ်လို့ပြောတာအဲ့ဒါကိုထားရကြတာကလည်း3လုံးပေါင်းချင်းရလက်အဖြေလွှာဒီ1လို့ပြောတာ1 6ဒီဗရိတ်လို့ပြောတာဒါဆိုရင်နှလုံးပေါင်းချင်းရလက်အဖြေလွှာ1ကြောင့်1ပါဝါ6ဒီဗရိတ်လို့ပြောတာဒါကသူကြားခဲ့ပြီးပြီပေါ့မနက်ကအောင်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ထပ်ပြီးတော့သူကရိုက်ချင်တာကဘာလဲဆိုတော့နှလုံးပေါင်းချင်းရလက်အဖြေလွှာ6ကဒီညနေပိုင်းမှာသူက6ပိုင်လို့ကြားထားတယ်ပေါ့ဒီနေရာမှာကျွန်တော်တို့6လို့ကြားထားတယ်အဲ့ဒါလေးတစ်ချက်ကြည့်ပေးဒါဆိုရင်နှလုံးပေါင်းချင်းရလက်အဖြေလွှာသူက6လို့ဖြေထားတဲ့အတွက်ကြောင့်အဲ့ဒီ6က6ဘိုင်းလို့ကျွန်တော်တို့ဒီပွဲမှာကြပြီးထားတယ်အဲ့တော့နှလုံးပေါင်းချင်းရလက်အဖြေလွှာသူက1လို့ပြောတာပေါ့အဲ့1က1ဘိုင်းလို့ဒီညနေပွဲမှာ1ဘိုင်းလို့ဖြေထားတာပေါ့ဟုတ်ပါနော်အဲ့ဒါလို့1ဘိုင်းလို့ဖြေထားတဲ့အတွက်ကြောင့်ကဏ္ဍရပြေးလမ်းမသက်ကိုပြန်ပြီးတော့ချုပ်ထိန်းတဲ့အခါမှာလဲထုံနေလောက်အောင်မဲ့ break 4ကြောင့်4ပါဝါ9ဒီဘိုင်းလို့ပြောထားတာဒါဆိုရင်လည်း break 1ကြောင့်1ပါဝါ6ဒီဘိုင်းလို့သူကဒီပွဲမှာပြောထားတာပေါ့အဲ့တော့ဒီမှာလဲထုံနေတော့မဲ့ break ဒီ6လို့ဖြစ်ထားတဲ့အတွက်ကြောင့်6ပါဝါ1ဒီဘိုင်းလို့ဖြေထားတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှတ်တာမှာပေါ့နော်1 6ထိပ်စီးကိုပြန်ပြီးတော့လူရမှာဖြစ်တယ်ပေါ့1လားသဘောတခု6လားဟောတော့အဲ့ဒါလို့လူပြီးတော့ကစားရမယ်အနေထားမှာရှိတယ်ပေါ့အဲ့ဒါလေးကိုလည်းကျွန်တော်ရှင်းပြမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဖြစ်နိုင်ခြေရာဂိုင်နှုန်းမတ်တပ်ပေါ့နော်သူကတော့1ဘိုင်လို့ဖြေတယ်ပေါ့အဲ့ဒီ1ဘိုင်နဲ့ပတ်သက်လို့ဘာပရိတ်တွေဖြစ်နိုင်လဲဆိုတဲ့အဖြေလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကမှတစ်ချက်ကြည့်ပေးပေါ့နော်ဒါကတော့ဟိုအကောင်းဆုံးတော့ရွေးချယ်တာပေါ့နော်ဒါကတော့ဟိုဖြစ်ရင်တော့အားလုံး okay တာပေါ့နော်မဖြစ်ခဲ့ရင်တော့လေဒါမတတ်နိုင်ဘူးပေါ့နော်ဒါ
ဒါအကောင်းဆုံးပြောပြတာပါအဲ့တော့သူကဖြေထားတဲ့မတ်တပ်ပေါ့နော်ပရိရဲ့မတ်တပ်မှာဒီနေရာမှာကျွန်တော်အမြင်တွေးပြောတာနော်ဒီနေရာမှာကျွန်တော်ခဏတစ်ခွက်ရေးလိုက်မယ်ပေါ့နော်အဲ့တော့ तू ဖြေတဲ့အမတ်တပ်တစ်ခုမှာ तू ကနှလုံးပေါင်းချင်းရက်လက်အဖြေလို့ तू ကဘာပြောလဲဆိုတော့ကိုလို့ပြောတာပေါ့အဲ့ဒါလို့ကိုလို့ပြောလို့ဒီနေရာမှာကိုပြိတ်ထွက်ခိုင်းတာပေါ့နှလုံးပေါင်းချင်းရက်လက်အဖြေလို့ तू ကဘာပြောလဲဆို6လို့ပြောတာအဲ့ဒီ6ကြောင့်sorry နှလုံးပေါင်းချင်းရက်လက်အဖြေလို့ခွန်လို့ပြောတာပေါ့အဲ့ဒီခွန်ကြောင့်ဒီနေရာမှာ तू ကခွန်ပြိတ်လို့ထွက်ခိုင်းတာနှလုံးပေါင်းချင်းရက်လက်အဖြေလို့ तू က3လို့ပြောတာပေါ့အဲ့ဒီ3ကြောင့်ဒီနေရာမှာ3ပြိတ်ထွက်ခိုင်းခြင်းဖြစ်တယ်ပေါ့အဲ့တော့3ပြိတ်နဲ့ကျွန်တော်မြင်တာတွေ့တာပြောရမယ်ဆိုရင်ကျွန်တော်ကြိုက်တာကိုပြောတာနော်1နှစ်နဲ့နောက်တစ်ခါ85တော့ကနန်းကဖြေဆိုထားတဲ့မတ်တပ်ကိုတစ်ချက်ပြပြောဒါက3ပြိတ်နဲ့ရှင်းပြတာနောက်ထပ်ပါလာမဲ့မတ်တပ်တွေရှိတယ်ပေါ့သူကကနန်းဖြေဆိုထားတဲ့မတ်တပ်မှာ3ညရယ်5ရယ်5ရယ်3ရယ်9ရယ်3ညရယ်ကနန်းဒီနေရာမှာထွက်လိုက်တယ်ကနန်းက6ပြားမှာကနန်းဒီဘယ်နှပြားရှိခဲ့လဲ1ပြား2ပြား3ပြား4ပြားနဲ့ကနန်းပြတ်ခဲ့တယ်ပေါ့ထုံနေ၎င်းမယ်ကျွန်တော်တို့ကဒီညနေဒီနောက်တစ်ပွဲမှာလဲထုံနေ၎င်းပဲကနန်းဒီ9ရယ်2ကယ်1ကယ်4ရယ်1ကယ်6ကယ်ကနန်းဒီ5ပြားနဲ့ပြတ်ခဲ့တယ်ပေါ့အဲ့တော့ဒီပွဲမှာပြန်ကြည့်တဲ့အခါမှာကနန်းဒီအပေါ်မှာထွက်ထားတဲ့ကနန်းကကျွန်တော်ဒီနေရာမှာကနန်း6ပြားရိုက်ရတော့မှာအဲ့ဒီ6ပြားရိုက်ရမယ့်အခါမှာ8ကယ်4ရယ်5ရယ်2ကယ်8ကယ်4ရယ်5ရယ်2ကယ်လွတ်ရင်ကနန်းဆက်ပူးရမယ်လို့ပြောတာဒီကနန်း4ပြားထိပြီးတော့ထွက်လာမယ်လို့ပြောတာတကယ်လို့ဒီကနန်း4ပြားမဟုတ်ခဲ့ဘူးမထိတော့ဘူးဆိုရင်ကနန်းဒီဆက်ပူးရမယ်လို့ပြောတာဒါသူ့ရဲ့ဖြေဆိုချက်ကိုပြောပြတာနော်အဲ့တော့အခုနကျွန်တော်ရိုက်သွားတဲ့မတ်တပ်မှာပေါ့ဒီ3ပြိတ်နဲ့ပတ်သက်လို့ဒါကျွန်တော်ကြိုက်တာဒီ1နှစ်နဲ့85ကြိုက်တယ်ပေါ့ဒီမတ်တပ်မှာဖြေဆိုစရာတွေအများကြီးရှိတယ်ပေါ့နော်ဒီနေရာမှာသဘောတစ်ခုပေါ့နော်1ပြိတ်ရှိတယ်1ပြိတ်နဲ့ပတ်သက်ရင်65ရယ်38ကရှိတယ်နော်ဒါကဏ္ဍအကုန်ကျွန်တော်တင်ပြပေးမှာဟုတ်ပလားနော်65ရှိမယ်နောက်တစ်ခါ38ပေါ့ပါဝါဆိုတော့ level R ကြနော်38ရှိမယ်နောက်တစ်ခါဘာရှိမလဲဆိုတော့14ရှိမယ်ဒါကဏ္ဍအကုန်တင်ပြပေးတာနော်32ရှိမယ်ဟုတ်ပလားအဲ့တော့ဒီကဏ္ဍ6ကွက်နော်ဒီကဏ္ဍ6ကွက်ရှိတယ်အဲ့ဒီကဏ္ဍ6ကွက်ကရင်းသွားခဲ့ရင်ကဏ္ဍပြန်ပူးမှာဖြစ်တယ်တေချာမှတ်ပါကျွန်တော်ကဒီကဏ္ဍ6ကွက်ကလွဲသွားရင်ကဏ္ဍပြန်ပူးမှာနော်အဲ့တော့ဒီထဲမှာပြန်ပြီးတော့စီစစ်ပြီးတော့ကြည့်တဲ့အခါမှာကဏ္ဍဒီဒါထိုးရမယ်ကဏ္ဍဒီကဏ္ဍတစ်ခွက်ကတော့ level အားပြီးတော့ထိုးရမှာဖြစ်တယ်ကျန်တဲ့ကဏ္ဍကိုပါကိုဘောနော်တက်ပြီးတော့ဒီတိုင်းပေါ့နော်ကျွန်တော်တည်ထားတဲ့အတိုင်းကိုကစားလို့လက်သင့်ခံနိုင်တယ်ပေါ့နော်နောက်တစ်ချက်ဘာပြောချင်လဲဆိုတော့ဒီနေရာမှာပေါ့နော်30တွေပါလဲထိုးလို့ရတယ်ကြိုက်တဲ့ကောင်မှများပြော30ကတော့6ပြားစီပေးရရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က30ကိုတော့ဒါမတည်နိုင်ဘူးနော်အဲ့တော့ကဏ္ဍကဖြေလိုက်တာဒီအခုနကျွန်တော်ပြောတစ်ပိုင်မဟုတ်ခဲ့ရင် तू ကဘာထပ်ဖြေလဲဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းရက်လက်အဖြေလွားဒီ6တာပေါ့3ည9တာပေါ့ကဏ္ဍ3လုံးပေါင်းချင်းရက်လက်အဖြေလွားပြန်9တာပေါ့3 5 1 9တာပေါ့ကဏ္ဍ3လုံးပေါင်းချင်းရက်လက်အဖြေလွားဒီပြန်9ပါလို့ပြောတာဒါဆိုရင်9ရယ်8ရယ်ရှိနေတဲ့အတွက်ကြောင့်ဒီနေရာမှာ6ထိပ်လဲဝင်သွားနိုင်တယ်ဟုတ်ပါနော်ဒီနေရာမှာ6ထိပ်လဲဝင်သွားနိုင်တယ်ပေါ့အဲ့တော့6ထိပ်1ထိပ်ပေါ့6တစ်ထိပ်ကြိုက်တယ်ပေါ့အဲ့တော့ကိုကြိုက်တဲ့ကဏ္ဍသဘောတခု6တစ်ထိပ်ကြိုက်လိုက်တာနဲ့ကျွန်တော်ကမှဘာကိုပြေးမြင်ရမလဲဆိုတော့အပေါ်မှာကဏ္ဍ4ပြားစီဖြစ်နေတယ်ဒီ6တစ်ထိပ်ကိုကြိုက်တယ်ဟိဆိုရင်အပေါ်က4ပြားစီနဲ့ကပ်ပြီးတော့ကစားရမှာဒါမှမဟုတ်ရင်သူကဒီ4ပြားစီလာမကတ်တော့ဟိဆိုရင်6ဘူးလို့1ဘူးလို့ဖြစ်မှာပေါ့ဒါအကောင်းဆုံးမတ်တက်ကိုတင်ပြပေးခြင်းဖြစ်တယ်ပေါ့ကောင်းတယ်ကျွန်တော်ကနောက်တစ်ချက်ပေါ့နော်အခုနောက်ကဒီနေရာမှာကျွန်တော်တစ်ချက်ဖြေလိုက်တယ်ပေါ့ဒီနေရာမှာ14ဆိုတဲ့ကဏ္ဍတစ်ခွက်ခုနက1ပိုင်မတ်တက်ပေါ့အဲ့1ပိုင်မတ်တက်ကို14ဆိုတဲ့ကဏ္ဍကအပေါ်က4ပြားစီအထိနဲ့14ဆိုတဲ့ကဏ္ဍအဲ့ဒီ break ကိုရိုက်ပြပါမယ်3လုံးပေါင်းချင်းရက်လက်အဖြေလွားသည်8လို့ပြောတာပေါ့အဲ့ဒါဆိုရင်3လုံးပေါင်းချင်းရက်လက်အဖြေလွား8ပါဝါ3လို့ပြန်ရိုက်ခိုင်းတာ4ထိပ်ရှိတဲ့အတွက်9ပြိတ်ထွက်ခိုင်းတာကဏ္ဍ3လုံးပေါင်းချင်းရက်လက်အဖြေလွား8လို့ဆက်ပြောတာပေါ့
အဲ့ဒါလို့ရှစ်လို့ပြောတဲ့အတွက်ကြောင့်ခဏသုံးလုံးပေါင်းချင်းရက်လက်ဖြစ်လို့ပြန်သုံးခိုင်းတာပေါ့6ထိတ်ရှိတဲ့အတွက်ကြောင့်ခွန်ပရိတ်ထွက်ခိုင်းတယ်ခဏသုံးလုံးပေါင်းချင်းရက်လက်ဖြစ်လို့ထပ်ပြီးတော့ရှစ်တာပေါ့အဲ့ဒီရှစ်လို့ဖြစ်တဲ့ကြောင့်ဒီခဏသုံးလုံးပေါင်းချင်းရက်လက်ဖြစ်လို့3လို့ပြောတာပေါ့ရှစ်ထိတ်ရှိတဲ့အတွက်ကြောင့်9ပရိတ်ထွက်လို့ပြောတာ14လို့ပြောတာမှားခဲ့ရင်32ဒါပရိတ်တွေနဲ့ချုပ်ထားတာပေါ့အားလုံးကိုကျွန်တော်ကပရိတ်တွေနဲ့ချုပ်ထားတာ1နှစ်က85ရယ်65 38 14 32ကဲအားလုံးပဲငွေတွေဝင်ပါစေဒီကဏ္ဍအခုကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍလွဲသွားခဲ့ရင်ကဏ္ဍဆက်ပူးမှဖြစ်တယ်အပူးပဲဖြစ်ရမှာအခုကျွန်တော်တည်ထားတဲ့မတ်တပ်ကဏ္ဍ6ပြားရှိတယ်ပေါ့ရာခိုင်နှုန်းတော်တော်များများကဖြစ်နိုင်ကြီးရာခိုင်နှုန်းလို့ရှိတယ်ကျင်းသေးလားကျင်းသေးလားလို့မေးရင်ကျင်းသေးတာတော့တခုမှမရှိဘူးကျွန်တော်အများအားပြောလို့အခန်းတန်းရှာတာရာခိုင်နှုန်းများတယ်ဒီကဏ္ဍ6ကွက်လွဲချော်သွားရင်ကဏ္ဍပူးဖို့ရာခိုင်နှုန်းများတယ်အခုဘာကလဲခေါင်းသုံးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကမှအားလုံးပဲအောင်မြင်ပါစေနော်အားလုံးပဲဒါကနောက်ဆုံးညနေဖြစ်နေတယ်ပေါ့နော်နောက်ဆုံးညနေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒါထပ်မှန်၍အရေးစွန့်ပြီးတော့ဒါကျွန်တော်အကျိုးထွက်လာရင်ဒါအော်ဒီထပ်ရွေးမှဖြစ်တယ်ပေါ့အော်ဒီထပ်ရွေးမှဒီကနေ့ပရိဒါတွေကဒီကနေ့6ခွက်ထဲရပဲကျွန်တော်အော်ဒီရွေးမှတို့တော့ကျွန်တော်ကမှဒီကနေ့6ခွက်ထဲမှာပေါ့နော်တော့ကိုကကြိုက်တဲ့ကဏ္ဍပါရင်ကိုကြိုက်တဲ့ခဏပေါ့နော်ပါခဲ့တော့ရှိထုတ်ပြီးတော့အော်ဒီလုပ်ပေါ့နော်ကျွန်တော်တော့အုံနောက်တစ်ခုနဲ့မပြည့်စုံဘူးဟုတ်တယ်မလားဒါကြောင့်မလို့ကျွန်တော်ကမှကိုကနှစ်သက်တယ်တော့ကိုကလည်းဒါတော့ကြိုက်နေတယ်ဟေ့ဆိုရင်ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့ဖြစ်နိုင်ရည်ရှိတာတော့ခဏက8 4 5နှစ်ဆိုတဲ့ပရိဒါ4ပြားထွက်ထားတဲ့အတွက်ကြောင့်ဒီနေရာမှာထွက်တဲ့ကဏ္ဍဒီလွတ်မထွက်ဘူးလွတ်ထွက်ရင်ကဏ္ဍပူးမှာတေချာမှာပါအဲ့ဆိုင်မျိုးတော့ကျွန်တော်ဒီ site ကိုတော့မတင်ပြဘူးတေချာမှတ်ပါ2ကဲ4ရယ်5ရယ်8ကဲမတူညီတဲ့ကဏ္ဍ4ပြားစီအဲ့ဒီ4ပြားစီလွတ်သွားခဲ့ရင်ကဏ္ဍအောက်မှာပူးမှာပါနော်ဒါလေးတော့သတိထားဟုတ်ပါတော့ကဲအားလုံးပဲကံကောင်းပါစေအခုနကျွန်တော်ရိုက်ပြလိုက်တဲ့ဒီနေရာမှာ3ပရိတ်ရှိတယ်နောက်တစ်ခါကျွန်တော်ကြိုက်တာပြော5ပရိတ်ရှိတယ်နောက်တစ်ခါ1ပရိတ်ရှိတယ်ပရိတ်အရာပေါ့နော်ဒါပရိတ်အရာကျွန်တော်ကြိုက်တာပြောတာနော်1ကဲနော်နောက်တစ်ခါ3ရယ်5ရယ်ပေါ့ဒါပရိတ်အဲ့ဒီပရိတ်ကိုကြိုက်တဲ့ကဏ္ဍရှိရင်နော်ပရိတ်ကြိုက်တယ်ပေါ့နော်ဒီပရိတ်3လုံးကြိုက်တယ်1 3 5ပရိတ်ကြိုက်တယ်နော်ကဲအားလုံးပဲခံကောင်းပါစေ1နှစ်ကဲ85ရယ်65 38လက်ပဲအားမယ်14ရယ်32ကဲပေါ့နော်နောက်တစ်ခါ1နှစ်တော့လည်းပူကြိုက်တယ်လို့ပဲနော်ကဲအားလုံးပဲငွေတွေဝင်ပါစေနော်အားလုံးပါပါ